ဦးဇင်းတို့တွေဒီနေ့ခေတ်မှာအပြောများတာကဘာလဲဆိုလို့ရှိရင်ဓမ္မဂတိကဆရာတော်တွေဟောနေကြ population ဖြစ်တဲ့စကားလုံးတစ်ခုရှိတယ်။သဗ္ဗရဏံဓမ္မဒါနံဇိနာကြီးအလူတကအလူအလုံးထဲမှာတရားအလူသာအမြတ်ဆုံးဆိုပြီးတော့ဟောကြပြောကြတယ်။ဒါပေမဲ့လည်းပဲဒီတရားအလူကဘာကြောင့်မြတ်တာလဲဒီစကားလုံးတစ်ခုပဲရှိတာလားနောက်စကားလုံးတွေရောမရှိတော့ဘူးလားဒါကိုဆန်းစစ်တဲ့ပုဂ္ဂိုလ်နဲ့သိကြတဲ့ပုဂ္ဂိုလ်ကြတော့အင်မတန်နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီအကြောင်းအရာကဘာကြောင့်ဖြစ်လာရတယ်ပြီးတော့နောက်ဆက်တွဲဘာစကားလုံးတွေကြံသေးလဲဆိုတာကိုဒီနေ့ရှင်းပြပေးပါမယ်ဆိုတော့ဒီအကြောင်းအရာကိုသိရှင်လို့နတ်ပြန်မှာတွင်စုဝေးပြီးတော့ညကနဲ့ရှင်းရှင်းမြန်မာကမြန်မာရှင်းရှင်းမင်းမြန်းလာကြတာ7နှစ်ကာလကြိုသွားပြီအဖြေမရနိုင်ခဲ့မရနိုင်တော့နေ့တွေမှာလေးညက်ပြင်းနေရှိတာကိုနာမည်ကြီး၄ပါးဆိုတာအဲ့နဲ့စေကြဝဠာကဘာ1000မှညက်ပြန်မှာတွေစုယုံပြီးတော့နာမည်ကြီး၄ပါးကိုမေးကြသဗ္ဗတဏ္ဍဓမ္မတဏ္ဍဇိနာတိသဗ္ဗရတံဓမ္မရတံဇိနာတိသဗ္ဗရတိဓမ္မအရတိဇိနာတိတညက်ခယောသဗ္ဗဒုက္ခဇိနာတိဆိုတဲ့ဒီပု္ပ္ပာပြဿနာတွေကိုဘယ်သူဖြေနိုင်မလဲဆိုပြီးလိပ်ရှာကြတော့ညက်ပြန်မှာတွေကနာမည်ကြီး၄ပါးကိုရောက်နာမည်ကြီး၄ပါးရဲ့အပေါ်မှာရှိတာကတရားမင်းတက်ကိုဒေဝနာမိန်တော်တရားမင်းရှိအဲ့တော့တရားမင်းစီရောက်လာတဲ့အချိန်မှာတရားမင်းကြီးကလည်းမဖြေနိုင်ဘူးဒါပေမဲ့ညက်တွေထဲမှာမှဘုရားရှင်နဲ့အနှိမ့်ကဲဆုံးရှိတာကညက်တွေရဲ့ဘယင်တရားမင်းအပဲရှိတာသူပဲအချင်းချင်းအခါခါဘုရားနဲ့ချစ်တကဲဆုံးရှိရပေါ့အဲ့လိုနဲ့ကဲငါလည်းမဖြေနိုင်ဘူးဆိုတော့ဒီပု္ပ္ပာပြဿနာကိုဖြေနိုင်တာကတော့လောကမှာတယောက်တည်းပဲရှိတယ်အဲ့ဒါကတော့ဂေါရမဗုဒ္ဓပဲဆိုဒီလိုဆိုတော့ငါတို့အတူတူသွားကြစို့ဆိုပြီးတော့ညတကောင်ကံလာမှာအလင်းအယောင်တွေထွန်းလဲပြီးတော့စေတဝန်ကျောင်းကိုရောက်လာကြအဲ့အချိန်မှာတရားမင်းကိုယ်တိုင်လျှောက်တယ်အရှင်ဘုရားအလူတကအလူထဲမှာဘယ်လူကအမြတ်ဆုံးလဲအရသာတကအရသာထဲမှာဘယ်ရသာကအမြတ်ဆုံးလဲပြုံမွေးမုံတွေထင်းမှာကဘယ်ပြုံမွေးမုံကအမြဲဆုံးလဲပြီးတော့ဘာကြောင့်တဏှာရဲ့ဂုံရာအရဟတမဲ့အရဟတဖို့ကိုအမြဲဆုံးလို့ခွန်နေကြတာလေပြုံးနေကြတာလေတပည့်တော်တို့သိရှင်လွန်းလို့မင်းမြန်းလာခဲ့ကြတာအရှင်းရှင်းမင်းမြန်းလာခဲ့ကြတာ7နှစ်ကာလကိုကြိုသွားပြီအခုထိအဖြစ်မရနိုင်ခဲ့ဘူးလို့ရှောက်လိုက်တဲ့အချိန်မှာဘုရားရှင်ကပြောတယ်ဟုတ်တယ်တရားမင်းတဲ့ငါဘုရားသည်စွန့်ရှင်ကြီး၅ပါးကိုစွန့်ပါရမီ7ပါးကိုဖြည့်ခြင်းပြီးတော့ဖျားပြည့်တဲ့အကြည့်ကြိုးစားလာခဲ့ရတာသင်8ပါးတော့လို့ပြဿနာတွေကိုမင်းမြန်းတဲ့အခါဖြေဆိုနိုင်ဖို့ဒီအတွက်သာဖြစ်တယ်ဆိုပြီးတော့အဲ့ဒီမှာဒီအကြောင်းအရာလေးဖြစ်လာတာဂါထာရဲ့အစုံလေးကအမှတ်ထားသဗ္ဗဒါနံဓမ္မဒါနံဇိနာတိသဗ္ဗရတံဓမ္မရတောဇိနာတိသဗ္ဗရတိဓမ္မရတိဇိနာတိတညက်ခယောသဗ္ဗဒုက္ခဇိညာတိတဲ့ဂါထာတစ်ပုဒ်မှာပါရ၄ခုရှိတယ်ဒါပေမဲ့လူတွေသိကြတာကပထမပါရကိုပဲသိကြတယ်ပထမပါရကိုပဲရင်းနှီးကြတယ်ဒါကြောင့်အလူတကအလူထဲမှာတရားအလူကအမြဲဆုံးဆိုပြီးတော့သာသနာလောကတွေမှာစာအုပ်တွေပဲပိုက်လူတဲ့စာအုပ်တွေပဲအသေးအတန်လူတဲ့တရားဓမ္မတွေတွေ့ခဲ့ဘူးတဲ့ဒါပေမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအားလုံးနားလည်သွားအောင်ဒီနေ့ဟောပြပေးမှာပေါ့နော်ဦးဇင်းဟောတာတော့မဟုတ်ပါဘူးအထာကတာဆရာအလိုကြမြတ်စွာဘုရားရဲ့အစ္ဆာသဝါကိုသိတဲ့အစ္ဆာတရားကိုသိတဲ့အထာကတာဆရာအလိုကြဟောပြညွှန်ပြပေးရမယ်ဆိုရင်ဖြင့်တရားအလူသာဘာကြောင့်အမြတ်ဆုံးအလူဖြစ်ရပါသလဲဆိုလို့ရှိရင်တဲ့ဗုဒ္ဓပြည့်စကားဗုဒ္ဓယန္တာပုဂ္ဂိုလ်တွေကိုဆွမ်းတွေလူအောင်တော့တဲ့တရားလူတာကမမြတ်ဘူးနောက်တစ်ခါဖျားကိုပေပြီးတော့မှတလုံးကားလုံးမှာမိုးရွာနေတဲ့မိုးရေစိတ်တွေကိုရေတွဲခြင်းကစွန့်နိုင်တဲ့လောကမှာဖျားပြီးရင်ဉာဏ်ရည်အမြင့်ဆုံးအရှင်သာရိပုတ္တရာလိုပုဂ္ဂိုလ်တောင်မှသူဟာနဲ့သူအရိယာတောတပတ္တိဖို့ရခဲ့တာမဟုတ်ဘူးအရှင်မ
အသစီမချေနောက်ကလိုက်ပြီးတို့သူ့ရဲ့တရားလေးကိုနာရပြီးကမှတော့ကြပဲကြည့်ဖို့ကိုရောက်ပြီးတော့ဘုရားရှင်စီကိုရောက်တဲ့အခါကျမှဧကတာဝကယာထုကိုရသွားတာဒါကဘာကြောင့်လဲဆိုရင်တရားနာရတဲ့အကြောင်းကြောင့်တဲ့နောက်တစ်ခါဒီနေ့ခေတ်မှာအလူပေးကြတာပဲဖြစ်ဖြစ်မြတ်စွာဘုရားရှင်ခေတ်ကဆိုလဲအနတ္တပိန်တစ်သေးတော့ဝိတာခါတော့အလူပေးတယ်ဘာကြောင့်ပေးတာလဲတရားနာရပြီးမှပေးတာတရားမှမနာရခဲ့ဘူးဆိုရင်စေတနာလည်းမရှိဘူးတရားလည်းမရှိဘူးတန်တန်ရဲ့အကျိုးတရားကိုလည်းမယုံကြည်ဘူးတန်တန်ရဲ့အကျိုးတရားကိုမယုံကြည်ဘူးဆိုရင်လှူရှင်စရာအကြောင်းလည်းမရှိဘူးဒီနေ့ခေတ်ပြောရရင်တော့အဲ့ဒီရဲ့လောက်ခေါ်မှာပေါ့ဘာသာမျိုးတွေဖြစ်ကုန်ကြတာဒါကြောင့်တရားနဲ့ဝေးလို့ရှိရင်လှူဒန်းတဲ့စွန့်လွတ်တဲ့စာနာတဲ့စိတ်ဆိုတာလေရှိကောင်းရှိရင်တောင်ထဲထဲမြင့်မြင့်မရှိတော့ဘူးဒီလိုဒါကြောင့်အရိယာမေဖို့ကိုရတာပဲဖြစ်ဖြစ်တရားစိတ်စေရနာစိတ်စာနာစိတ်ရှိလာတာပဲဖြစ်ဖြစ်တရားကိုနာရပြီးမှဖြစ်လာကြတာမို့လို့လောကမှာတရားတည်တာအလူတကားအလူထဲမှာအမျက်ဆုံးတဲ့နောက်တကားအရာပါတကားအရာပါထဲမှာဘာကြောင့်တရားအရာပါအမျက်ဆုံးလဲဆိုလို့ရှိရင်သူကနေတော့တာစားတဲ့အရာပါတွေရှိတယ်လောကမှာကောင်းတဲ့အရာပါတွေရှိဒါမဲ့ဦးဇင်းတို့တို့တကားတက္ကမတွေစားလိုက်တဲ့အချိန်မှာအာဟာရကတော့နေနေပါပါတော့ဖြစ်တာပေါ့အသက်ရှင်ဖို့အတွက်ဥဒုဇတွေမှင်ညမ်းဖို့အတွက်ဖြစ်တာတော့မှန်ပေရဲ့ဒါပေမဲ့တန်တရားကိုရှည်စေတဲ့ခံထားဟုတ်လားနောက်တခါကျင်ကြီးကျင်ကြီးအတွဲမှာပဲနေကုန်းရှုပ်သွားတယ်ဒါကအပြင်အာဟာရဘိုးစဉ်တွေကိုပြောတာအပြင်အရာပါတွေကိုပြောတာတရားအရာပါကြတော့အဲ့လိုမဟုတ်ကိုယ့်ရဲ့စိတ်နှလုံးတန်တာတွေကိုငြိမ်းချမ်းစေဖို့အာဃာရရံညိုးတွေကိုပြေပြောက်စေဖို့နားလည်နိုင်ဖို့ဆင်ခြင်ကြုံတရားနဲ့ထိန်းချုပ်နိုင်ဖို့ဒါကြောင့်ပါရှုပ်ဆရာတို့ဘုရားကြီးဟောကြားခဲ့တာရှိတယ်မြတ်စွာဘုရားရဲ့တရားအလုံးသည်တဲ့စိတ်ကိုဗဟိုပြုထိန်းချုပ်နေဆုံးမနေရွယ်တာဖြစ်တယ်တကယ်လေးဆန်းစစ်ကြည့်တဲ့ရှင်မှာဟုတ်တယ်ဗုဒ္ဓရဲ့တရားအလုံးသည်လွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်လောက်ကဟောကြားခဲ့တော်ညာလည်းပဲဒီနေ့ဒီအသုံးဝင်နေစေအသက်ဝင်နေစေတကယ်နှလုံးသွင်းတယ်လို့ရှိရင်အာဃာရယံညိုရောမာမာနတွေရောအိဒါမစ္စရိယကုက္ကုဆဝိသိကိစ္စတွေရောအကုန်ငြိမ်းတာတကယ်ချင်းကြည့်တကယ်ရတယ်တကယ်ငြိမ်းအမှုခံစားရတယ်ဟုတ်လားဒါဘာအရာပါလဲဆိုရင်တရားအရာပါအပြင်အရာပါကြတော့ကျင်ကြီးကျင်ငယ်မှာဆုံးသွားတယ်ဟုတ်တယ်အာဟာရဖြစ်တာကတော့မှန်တယ်ဒါပေမဲ့အဲ့ဒီအာဟာရကလည်းဘလောက်ကြာကြာခံတာမို့လဲဟုတ်တယ်မလားနောက်တစ်ခါပြုံမွေးမုံသဘာဝတွေဓမ္မတွေကြည်စည်းနာကြည့်ဆိုတော့ဘာကြောင့်ဟောရတယ်လဲဆိုတော့သာသမီတွေရှိတယ်ညီမြစ်တွေရှိတယ်ဟုတ်တယ်ကိုယ့်ရဲ့သမီးကကိုယ့်ရဲ့သားကပညာအတူဆုံးဖြစ်လာတယ်ကြောင်းတွေမှာကိုယ်ပိုင်ရောက်မှာပဲဖြစ်ဖြစ်အစိုးရရောက်မှာပဲဖြစ်ဖြစ်နောက်တစ်ခါဒီနေ့ခင်းချင်းပြောရရင်မိုးရေဝိုင်းပြင်းဝိုင်းပြိုင်ပဲမိုးရေစုရထားပါတော့ဘယ်လောက်ကြာခံတာမို့လဲဟုတ်လားရုပ်ရည်နဲ့ဆိုင်နဲ့ရုပ်သင်္ခါရတရားတွေကိုအမြဲတမ်းနံပါတ်1မဖြစ်နိုင်ဘူးထံကုန်ဖြစ်ရင်3နဲ့5နဲ့ပေါ့နောက်မှကိုယ့်ထက်အစွမ်းဆောင်ရရှိရဲ့ကိုသားသမီးကိုမြည်မြစ်ထက်စွမ်းဆောင်ရရှိတဲ့ရုပ်တွေဘလူပကာယလှပတဲ့လူတွေပေါ်လာကြစမြဲအမြဲတမ်းနံပါတ်1မဖြစ်နိုင်ဘူးသင်္ခါရတရားကြာမခံဒါပေမဲ့တရားအရာပါတော့အရာပါတရားမှာပြုံမွေးမှုကြတော့အဲ့လိုမဟုတ်ကိုယ်နှလုံးသားထဲမှာကိုယ်နှလုံးသွင်းနိုင်ရင်သွင်းနိုင်သလားကြာခံတယ်ဘဝတစ်လျှောက်လုံးစာခံတယ်ဟုတ်လားနောက်တစ်ခါတရားနာရင်နဲ့ငိုကြွေးကြတယ်တချို့ဆိုရင်ကိုရှင်းမှာငိုကြွေးဘူးတာလည်းမြင်ဘူးတယ်ဝမ်းနေရင်လည်းပဲဖြစ်ဖြစ်ရင်ထဲမှာစွန့်နေလာပြီးတော့ကြေကွေးတာမျိုးမဟုတ်ဘဲနဲ့ဓမ္မကြောင့်ရှံတဲလာတဲ့ပီတိကြောင့်မျက်ရည်ကျလာတာမျိုးဖြစ်တယ်ဒါပေမဲ့မျက်ရည်ကလည်းသောကပရိဒေဝမျက်ရည်လားဒီဓမ္မရတိမျက်ရည်လားဆိုတာရှိသေးတယ်သောကပရိဒေဝမျက်ရည်ကြတော့အဲ့ဒါလိုမဟုတ်တန်တရာကိုရှိစေတတ်တယ်လင်သေးသွားလို့ဇနင်းသေးသွားလို့သားသေးသွားလို့သမင်းသေးသွားလို့စီစဉ်ဥစ္စာတွေပစ္စည်းသွားလို့ကိုရင်းနှီးမြောက်နှံထားရတဲ့ယရနာတွေကုန်ခန်းသွားလို့ရန်သူမျိုးများလို့ရန်သူမျိုး၅ပါးကြောင့်ပစ္စည်းလို့ငိုကြွေးတဲ့ပရိဒေဝမင်းတွေကြတော့တန်တရားကိုရှည်စေတတ်တယ်ဘာကြောင့်ဆိုရင်ဒေါသဒေါမနတပါနေလို့အညိုးအတေးတွေပါနေလို့ဒါပေမဲ့တရားကြောင့်ငိုကြွေးရတဲ့မျက်ရည်မျိုးကြတော့အဲ့ဒါလည်းမဟုတ်တန်တရားကိုဖျက်တတ်တဲ့မျက်ရည်မျိုးတန်ဝေကညံကြောင့်ကြားလာတဲ့ရှံတက်လာတဲ့မျက်ရည်မျိုး
ဥဒုဇယုတ်ဆိုပေမဲ့ဥဒုဇယုတ်ရှင်ကွာတယ်အာနိသိရှင်ကွာတယ်နောက်ဆုံးတစ်ခုကတော့သဗ္ဗဒုက္ခတညက်ခရသဗ္ဗဒုက္ခဇိနာတိတဏှာရဲ့ဂုဏ်ကြီးအရဟတမေအရဟတဖို့ကတော့ဘာကြောင့်အမြဲဆုံးဖြစ်ရတယ်လဲဆိုလို့ရှိရင်နိဗ္ဗာန်ကိုရောက်စေတယ်လို့တဲ့ဦးဇင်းတို့မဲလေးပါးဖို့လေးပါးရှိတယ်တိုးတိုးလဲသောတာပတ္တိမဲသောတာပတ္တိဖို့ကိုရတယ်ဆိုရင်ဒေါသနဲ့ဝိသိကိစ္စဒေါသနဲ့ဥဒိစ္စမကုန်သေးဘူးဝိသိကိစ္စကတော့သောတာပန်ဖြစ်ပြီဆိုကြတဲ့ကပြင်းလွှမ်းတွေ့ဝေးပြီးတော့ကောက်ကောက်စားဖြစ်တဲ့တန်တရားဖြစ်တဲ့စိတ်အကြောင်းအရာအင်္ဂါတွေကမရှိတော့ဘူးတက္ကရာကံဖြစ်တယ်ဆိုရင်တော့သူ့ထက်နည်းနည်းလေပေါ်မြင့်သွားတာပဲရှိတယ်တိတ်ပြီးရထူးခြားတဲ့အင်္ဂါတော့မရှိဘူးဒါပေမဲ့ဘေးအဆင့်မှာမှဒေါသကုန်တယ်လေဆိုလို့ရှိရင်အနာဂါမိမဲ့အနာဂါမိဖို့ကိုရောက်မှဒေါသကုန်တယ်ယဟန္တာမဖြစ်မရှင်ဥဒိစ္စနဲ့လောဘမှုစိတ်ထဲကဒိဋ္ဌိကတဝိပယုတ်၄ပါးအကုသိုလ်၅ပါးကြံ့နေသေးတယ်ယဟန္တာဖြစ်ပြီးမှအရဟတမဲ့အရဟတဖို့ကိုရောက်ပြီးမှအကုသိုလ်အလုံးကင်းတယ်ကုသိုလ်အလုံးကင်းတယ်ဘာပဲကြံတယ်လဲဆိုလို့ရှိရင်အဘိဓမ္မာသဘောတရားအရကရိယာတွေပဲကြံတယ်ကရိယာဆိုတာကတော့ဘဝခန္ဓာအဆက်ဆက်ကိုအကျိုးပေးတတ်တဲ့အလေးအထားမရှိဘူးအဘိဓမ္မာသဘောတရားအရဆိုတော့ဒါကြောင့်မို့လို့တဏှာရဲ့ဂုဏ်ရအရဟတမဲ့အရဟတဖို့ဒီနိဗ္ဗာန်ကိုရောက်စေတတ်တဲ့အတွက်ကြောင့်အမျက်ဆုံးလို့ငါဖျားဟောတော်မူရတာပါတရားမင်းနဲ့ညအပေါင်းတို့ရဲ့လို့ဟောလိုက်တဲ့အချိန်မှာဒီဂါထာစကားလေးဖြစ်လာတာပဲဒါကြောင့်နောက်တစ်ဆက်မှတ်ထားမယ်သဗ္ဗဒုက္ခသဗ္ဗရဏံဓမ္မရဏံဇိနာတိသဗ္ဗရတောဓမ္မရတံဇိနာတိသဗ္ဗရတိဓမ္မရတိဇိနာတိတညက်ခယောသဗ္ဗဒုက္ခဇိနာတိတဲ့ဒီလေခွန်လေးဖြစ်လာတော့အဲ့ဒီမှာတရားဟောလိုက်တော့တရားမင်းကြီးကလျှောက်တယ်ရှင်ဘုရားတရားအလှကတရားနာခြင်းကဒီလောက်ထိအကျိုးများတယ်ဆိုလို့ရှိရင်ဘာကြောင့်တပည့်တော်တို့ကိုအမြတ်အတန်မပေးဝေရတာလေဘုရားလို့လျှောက်တဲ့အခါကြားတော့အဲ့ဒီမှာဘုရားရှင်ကယဟန်အပေါင်းတွေကိုပြောတယ်ကဲရှင်းသားတော့ဒီနေ့ကစားပြီးတော့ဟာလာတရားဆွမ်းတက်တဲ့အခါမှာပဲဖြစ်ဖြစ်ဘေးအကြောင်းအရာကြောင့်မဆိုဖို့လေတရားဟောကြတဲ့အခါရေစဲသွန်ရှာအမြဝေပါတဲ့အကြမ်းမင်းအစနဲ့ပြန်มาတွေကိုအမြအတန်ဝေပေးပါဆိုပြီးတော့အဲ့ဒီအမြအတန်ဝေတဲ့ဘာကုသိုလ်လောက်30ပုံကျင်နေကြကုန်သောဝိနည်းသတ္တဝါအပေါင်းတွေကိုအမြအတန်ပေးဝေတဲ့အလေးအထားကအဲ့ဒီမှာစတာဒီဇက်ကြောင်းမှာစတာဘုရားရှင်ဝိနည်းအားဖြင့်မပြည့်ညက်ခေတ္တညာလဲဓမ္မဝိနည်းအားဖြင့်လို့ပြည့်ညက်ခေတ္တလို့ပြောရမှာပေါ့ဝိနည်းမှာပြည့်ညက်တာကြတော့ယဟန်တို့တွေအတွက်တည်တန်းရှိမယ်ဘိက္ခုနီတို့ခေါ်တဲ့ယဟန်မတွေအတွက်တည်တန်းရှိနေဖို့လေတိုးတော်လေဒါအားကြလို့ရှိရင်ဝိနည်းကဝိနည်းဆိုရင်ဓမ္မမှာကြတော့တုတ်တန်နဲ့အဘိဓမ္မာကိုကြတော့ဓမ္မမှာဖြည့်ထားတာကိုဓမ္မဝိနည်းဆိုတဲ့စကားလုံးမှာဓမ္မကတည်တန်းဝိနည်းကတည်တန်းဒါပေမဲ့ဓမ္မထဲမှာဝိနည်းနဲ့တုတ်တန်နဲ့အဘိဓမ္မာကိုဖြည့်ထားတယ်ဝိနည်းထဲမှာဝိနည်းပြည့်ညတ်တို့တွေကိုဖြည့်ထားတာကိုဒီအမြတ်တန်ပေးဝေရမယ်လို့တရားမင်းကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကယဟန်တွေကိုမိန့်ကြားခဲ့တာကြတော့ဝိနည်းအထင်မှာတော့မပါဘူးတိုးတိုးလည်းဓမ္မအထင်မှာပါနေတယ်ပေါ့လေအဲ့ဒီကနေအမြတ်တန်ပေးဝေတဲ့ကိစ္စတွေစလာအဲ့ဒီမှာ84,000သောတန်တော်အပေါင်းတို့တွေတရားတွေကိုစီရကြပြီးတော့အကြည်ဆက်ကြောင့်လည်းပြီးဆုံးသွားတယ်ပေါ့ဒါကြောင့်တရားအလူဆိုတာဘာကြောင့်အမြတ်ဆုံးဖြစ်ရတယ်လဲဆိုလို့ရှိရင်စေရနာတရားအရာလူတန်းကြတယ်ဆိုတာတရားမနာဘဲနဲ့ဘယ်သူမှမလူဘူးဘယ်သူမှစာနာခြင်းစိတ်မရှိဟုတ်လားတရားနာပြီးတော့မှပဲဖြစ်လာကြတာနောက်တစ်ခါအရာသာထင်မှလည်းစိုးစိုးအားလို့ပေါ့ခန္ဓာအသက်ရှင်စေဖို့အတွက်ဖြစ်တဲ့အရာသာရှိပေမဲ့ဒါကလည်းကြာခံတဲ့အရာမဟုတ်ဘူးတရားအရာသာကတော့ဘဝမှာမသိမရှင်ခံနိုင်တယ်ပြုံမွေးမှုကြတော့လေဒီလိုမျိုးပဲသာသမိန်မြင်းကြောက်နေရောက်ကြောက်စနေမယောကြောင့်ပြိုရတာကြတော့တန်တရားကိုရှည်စေတဲ့ပြိုနီးပြိုဟန်တွေဒါမဲ့တရားမှာပြုံဝဲတာကြတော့တန်တရားကိုပြည့်စေတတ်တဲ့ဖြည့်လိုက်တတ်တဲ့အရာဖြစ်တယ်ဆိုကအရဟတမေအရဟတဖို့ဆိုတာတော့ဒါပြောစရာမလိုတော့ဘူးပေါ့ဒီအဆင့်လေးပဲကိုဓမ္မလေးပဲကိုရောက်တော့ပြီဆိုလို့ရှိရင်ခန္ဓာဝဉ္ဉင်းပြီးတော့တန်တရားကိုပြည့်သွားစေတတ်တယ်သူကကုသိုလ်ကံရောကုသိုလ်စေတနာအကုသိုလ်စေတနာအလုံးဒီတန်တရားကိုတန်တရားမှာခန္ဓာကိုပေးတတ်တဲ့အဘိဓမ္မာသဘောတရားရတန်တရားကို
မှာခန္ဓာကိုပေးတတ်တဲ့အစေးတွေဖြစ်တာကိုအဲ့ဒီထဲမှာမှတဏှာအစေးကတော့အဓိကပေါ့လေသူကတော့မိတ်တာဖြစ်တာကိုတိုးတော်လေကုသိုလ်အကုသိုလ်မကုံတဲ့မြခန္ဓာအင်ကိုရနေတော့တန်တရားကရှင်းနေတယ်ရောကုသိုလ်ရောအကုသိုလ်ရောပြတ်တော်တဲ့ယဟန္တာတွေကြတော့ကရိယာနဲ့ပဲပြိုင်နဲ့ပန်ဆန်းပြီးခန္ဓာဝငြိမ်းသွားတယ်ဒါကိုပဲနိဗ္ဗာန်ရောက်သွားတယ်လို့ခေါ်တာနိဗ္ဗာန်ဆိုပြီးတော့သီးသန့်ဘုံတစ်ဘုံရှိနေတာမျိုးမဟုတ်ဘူးခန္ဓာအဆက်ဆက်ကိုပေးတဲ့ကုသိုလ်အကုသိုလ်စေရနာနဲ့တဏှာအစိငြိမ်းသွားပြီးတော့ဘေဘဝခန္ဓာမှမဖြစ်တော့ဘဲနဲ့ဒီလောကကြီးကနေထွက်သွားတာကိုပဲနိဗ္ဗာန်ရောက်တယ်လို့ခေါ်တယ်လို့ပြောကြရဲ့နဲ့ဒီနေ့သဗ္ဗဒနာဓမ္မဒါနဈဉ္ညာတိနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဒီနေရာမှာပဲငြိမ်ကုန်းကံပတ်အဆုံးသက်လေးရပါတယ်ဂုဏ်တည်းကျင့်ရနာကြတဲ့ပုဂ္ဂိုလ်တိုင်းတော်အားလုံးကိုယ်စိတ်နဲ့ပြန်ကြမ်းမှရှင်လန်းချမ်းမြေ့နိုင်ကြပါစေအကုန်လုံး